ကလေးတွေဟာဒဏ္ဍာရီလာမျက်လုံး100ဘီလူဟဲကွန်းနဲ့မထင်မှတ်ပဲထိတ်တိုက်တွေ့ခဲ့ကြပါတယ်တကူလုံးမှာပုံစံမျိုးစုံမျက်လုံးတွေအပြည့်နဲ့မှုကြည့်ရတာတကယ်ကိုကြက်တိထဆရာပါကံကောင်းတာကသူတို့ကြိုတင်လေ့လာထားလို့ဒီဘီလူဟာကြက်သွန်နီရီကိုအကြောက်ဆုံးဆိုတာသိထားကြပါတယ်သူတို့ကြက်သွန်နီရီတွေကိုအိတ်ထဲထည့်ပြီးပြင်ဆင်ခဲ့ကြတယ်ဘလူးကိုနှိမ်နှင်းဖို့အတွက်ရှောင်းမင်းကအခွင့်အရေးကိုအရယူပြီးအလစ်ငိုက်တိုက်ခိုက်လိုက်ပါတယ်အာငါမျက်လုံးတွေမြေပြင်ပေါ်ကကြက်သွန်နီရီတွေကိုမြင်လိုက်တာနဲ့မျက်လုံး100ဘီလူဟာချက်ချင်းသတိကြီးထားပြီးခုခံဖို့ပြင်လိုက်ပါတယ်ရှောင်းမန်ကလည်းဘလူးကိုပညာပြဖို့ဆုံးဖြတ်လိုက်ပြီးအိတ်ကိုဝေယန်းကတိုက်ခိုက်ဖို့ပြင်ပါတယ်ဒီလိုကလေးလေးကိုမျက်လုံး100ဘီလူကအထင်သေးစွာနဲ့လာလေးဆိုပြီးစိန်ခေါ်လိုက်ပါတယ်အာငါမျက်လုံးတွေအရေးကြုံလာတဲ့အချိန်မှာတော့ရှောင်းမေကကြက်သွန်နီရီအပြည့်ပါတဲ့ပုံကူမကရှေ့ထွက်လာပြီးဘီလူးကိုတိုက်ခိုက်ပါတော့တယ်ဘီလူးဟာရှောင်းမေရဲ့အစွမ်းကိုအထင်သေးခဲ့မိလို့တကူလုံးကြက်သွန်နီရီတွေနဲ့ရွှဲရွှဲဆိုသွားပါတော့တယ်ဒါကဘာကြီးလဲငါမျက်လုံးတွေကိုအယမ်းဆက်အောင်လုပ်နေတယ်နောက်ဆုံးမှာတော့ရှောင်းမေကမျက်လုံး100ဘီလူးကိုအောင်မြင်စွာဖမ်းဆီးနိုင်ခဲ့ပါတယ်နောက်ထပ်သူတို့ရင်ဆိုင်ရတာကတော့ဒဏ္ဍာရီလာအားကစားကွင်းလေကဘီလူးပါရှောင်းမင်းဟာလက်မောင်းတန်အောင်လေ့ကျင့်ဖို့လုပ်ရင်းဘီလူးရဲ့ထောင်ချောက်ထဲရောက်သွားပါတယ်သူ့လက်တွေဟာကပ်နေပြီးဘလို့မှဆွဲခွာလို့မရတော့ပါဘူးသူ့အမကကူညီပေးပေမဲ့လည်းမရခဲ့ပါဘူးစူညံတန်တွေကြောင့်အိပ်ပျော်နေတဲ့ဘလူးဟာနိုးလာပြီးခြေထောက်တွေထွက်ကလမ်းဆလျှောက်ပါတော့တယ်ကောင်လေးကိုကဲဖို့အတွက်လူတိုင်းကဝိုင်းတွေထားပြီးသူတို့ရဲ့အလေးချိန်နဲ့ဘလူးကိုရက်တက်မှုစူးစမ်းကြပါတယ်ဒါပေမဲ့ဘလူးဟာရက်မသွားတဲ့အပြင်ပိုပြီးစိတ်လှုပ်ရှားကမြန်မြန်လျှောက်ပါတော့တယ်ရှောင်းပန်ကမော်စာအုပ်နဲ့ဖမ်းဖို့စူးစမ်းပေမဲ့အရန်ဝေးနေလို့မအောင်မြင်ခဲ့ပါဘူးသူ့တငယ်ချင်းတွေပါသွားတာကိုသူဒီတိုင်းပဲကြည့်နေခဲ့ရပါတယ်ဘလူးဟာအမြင့်တစ်ခုကိုရောက်တာနဲ့လူတိုင်းကိုအောက်ကိုပစ်ချမှာပါကံကောင်းတာကဒီဘလူးဟာကာကွယ်မှုရှိထားတဲ့သူတွေကိုတော့အန္တရာယ်မပေးပါဘူးလူတိုင်းမျောလင်းချက်မဲ့နေတဲ့အချိန်မှာပဲရှောင်းပန်ဟာအဝစ်ဘီလူးရဲ့ထံမောင်မင်ကိုစီးပြီးရောက်လာပါတယ်သူဟာမော်စာအုပ်ကိုအမြန်ဖွင့်ပြီးဘီလူးကိုနှိမ်နင်းလိုက်ပါတယ်ဒါပေမဲ့တငယ်ချင်းတွေကကောင်းကင်ဘော်ကနေပြုတ်ကျလာကြပါတယ်ရှောင်းပန်ကအဝစ်ဘီလူးနဲ့လိုက်ဖမ်းပြီးကူညီပေးခဲ့လို့တငယ်ချင်းတွေအားလုံးမြေပြင်ပေါ်ကိုဘေးကင်းကင်းနဲ့ဆင်းသက်နိုင်ခဲ့ပါတယ်နောက်ဆုံးမှာတော့အဝစ်ဘီလူးဟာသူ့ရဲ့တာဝန်ကိုအောင်မြင်စွာထမ်းဆောင်နိုင်ခဲ့ပါတယ်ရုပ်ရှင်အညွှန်းများကြည့်ရှုရန် follow လုပ်ထားပေးပါ